ကြည်တန်းအတော်ဘုံကန်နေတဲ့ကုတော်ကြီးအသားကလည်းမဲကတ္တရာသီပုံစစ်စည်းတုတ်ထားတဲ့အတိုင်းပဲသူကြောင့်တောတဲ့ကိုတော်ကြီးဆုံးခံပြန်လာတော့ဟေးခုကိုတော်ကြီးလာသားမင်းတို့လှပ်ပြသားလှပ်ပြရတော့ဆွန်းလေးရ2လုံးစာ3လုံးစာလေးပဲသမင်းလုံး3လုံးစာလောက်လေးရဟာဦးစင်းကြီးဆွန်းလေးရလည်းနေလာကြီးလားမင်းဥစား2လုံးစာ3လုံးစာလေးရှိဟင်းကွက်ကလေးတွေလှန့်ကြည့်ဟာဟင်းကွက်ကလည်းမင်းဥစားပဲပြုတ်စီမပါဘူးကွာမင်းဥစားနောက်တစ်ခါတစ်ခွက်လှန့်ကြည့်ဟာဒါကလည်းချင်းမောင်ရဲ့ရေလုံးပြုတ်ကြီးပဲမင်းခန္ဓာကိုယ်ကြီးနဲ့မဝပါဘူးလို့ပြောတယ်တမတပည့်တော်မန္တလေးလာတာဗျာ3နှစ်ကျော်ပါပြီဗျာတရေမှဆွမ်းကြဝအောင်မရဘူးပါဘူးဗျာကြည်တန်းအတော်ဘုံကန်နေတဲ့ကုတော်ကြီးအသားကလည်းမဲကတ္တရာသီပုံစစ်စည်းတုတ်ထားတဲ့အတိုင်းပဲကတ္တရာသီပုံဆိုမဲတယ်မဟုတ်လားအဲ့ဒါစစ်စည်းတုတ်လိုက်တော့ပူမဲသွားကတ္တရာသီပုံစစ်စည်းတုတ်ထားတဲ့အတိုင်းမင်းအသားကလည်းမဲလာကြီးလားကွာမျက်နှာလည်းကြောက်ပေါက်မာတွေပါတော့မင်းဘယ်သူမှမကြည်ညိုပါဘူးကွာဒီမှာမြင်တဲ့အတိုင်းပါပဲဖျားလို့ပြောအေးအဲ့တော့မင်းဘုံကြီးတဲ့နီးငါပေးမယ်ယူမလားလို့ပြောဘုံကြီးတဲ့နီးယူခြင်းပါလေဖျားယူခြင်းပါလေဖျားဆိုင်မနေပါနဲ့အခုပေးပါဖျားသူကပြောတယ်သူကဆိုင်နေနေရတော့ဆိုင်နေမေ့သွားလို့သူမရဘဲနေမဆိုလို့သူကဘယ်လိုပြောတော့အခုပေးပါလို့ပြောတယ်နော်အခုပေးပါဆိုကဲတပည့်ကျော်ကြီးလာဆိုပြီးတော့သမာဓိရွှေဦးမြုပ်ကိုရတယ်ကျောင်းပေါ်ခေါ်သွားကျောင်းပေါ်ကျတော့စိတ်ပရိလေးတကုံးပေးတဲ့စိတ်ပရိလေးဟောလို့လက်ကလေးလေးနဲ့ဒီလိုလေးမလက်မလေးနဲ့ဟောလို့စိတ်အရဟံနဲ့တပတ်စိတ်အရဟံနဲ့တပတ်မရိတပတ်မဲ့ပရိလုံးဘယ်နှလုံးပါတော့အောင်တရား8ကွက်ဗုဒ္ဓဆဲဆိုသမှာတရား8လုံးဘုရားသခင်ရဲ့ခြေထောက်မှာအကွက်ကလေးတွေဆက်လက္ခဏာလေးတွေတရား8ကွက်ပါတယ်ဟုတ်လားဘုရားသခင်ရဲ့ခြေတော်ရာခြေဘဝမှာအကွက်လေးတွေဘယ်လောက်ပါတော့အဲ့ဒီတရား8ကွက်အထိမ်းမှအနေနဲ့စိတ်ပရိကိုဘယ်နှလုံးလောက်ရလဲတရား8လုံးအရဟံနဲ့တပတ်စိတ်နောက်သမ္မာသမ္ဗုဒ္ဓပရိတလုံးချသမ္မာသမ္ဗုဒ္ဓပရိတလုံးချနဲ့အဲ့လိုနဲ့သမ္မာသမ္ဗုဒ္ဓနဲ့တပတ်စိတ်ဘယ်နှပတ်ရတော့နောက်ဗာစိတ်မယ်ဝိဇ္ဇာစရဏတမ္ပန္နောပရိတလုံးချဝိဇ္ဇာစရဏတမ္ပန္နောနဲ့တပတ်စိတ်ဘယ်နှပတ်ရတော့ပြီးတော့ဗာစိတ်မယ်သူကတော်နဲ့တပတ်စိတ်ဘယ်နှပတ်ရတော့4ပတ်ရသွားနော်ပြီးတော့ဗာစိတ်မလို့လောကဝိတုပရိတလုံးချလောကဝိတုပရိတလုံးချလောကဝိတုနဲ့တပတ်စိတ်ဘယ်နှပတ်ရတော့5ပတ်ရပြီးတော့ဗာစိတ်မယ်အနုတ္တရောနဲ့တပတ်စိတ်ရတယ်အနုတ္တရောပရိတလုံးချအနုတ္တရောပရိတလုံးချအနုတ္တရောနဲ့တပတ်စိတ်ပရိ6ပတ်ရသွားဟုတ်လားအနုတ္တရောစိတ်ပြီးရင်ဗာစိတ်မယ်ဥရိတဓမ္မသာရတိဥရိတဓမ္မဆိုတာဆုံးမတဲ့ပုဂ္ဂိုလ်ကိုသာရတိဆိုတာဆုံးမတတ်တယ်အင်္ဂုလိမာလာကြီးတို့လူတွေလိုက်တန်းပြီးတော့လက်ညှိုးဖြတ်နေတဲ့အလွန်ဆိုးတဲ့တခိုးဓမြကြီးတွေလူတောင်မှဘုရားယဉ်ကျေးအောင်ယဟန္တာဖြစ်အောင်ဆုံးမတတ်တယ်နော်ပုရိသဓမ္မသာရတိပရိတလုံးချပုရိသဓမ္မသာရတိနဲ့တပတ်စိတ်ဘယ်နှပတ်ရတော့9ပတ်ရသွားပြီးတော့သတ္ထာဒေဝမနုဿာနံနတ်လူတို့ရဲ့ဆရာသခင်ဖြစ်တော်မူသောဘုရားသတ္ထာဒေဝမနုဿာနံနဲ့တပတ်စိတ်ဘယ်နှပတ်တော့10ပတ်ရှိသွားပြီပြီးတော့ဗာစိတ်မယ်ဗုဒ္ဓနဲ့တပတ်စိတ်ဘယ်နှပတ်တော့ပြီးတော့ဘဂဝါဟုတ်လားဘဂဝါဘုံတကူကြည်တော်မူသောမြတ်စွာဘုရားဘဂဝါနဲ့တပတ်စိတ်ဘယ်နှပတ်တော့10ပတ်ဖျားကုံတော်10ပါးတပတ်နဲ့စိတ်လိုက်တာ10ပါးအဲ့ဒါမင်းနေ့လေ12နာရီကို10ပတ်စိတ်ညအိယာကို10ပတ်စိတ်မနေ့အိယာထကို10ပတ်စိတ်ဒီနေ့ကိုပရိပတ်30စိတ်မင်းဘုံကြည့်ပြီပြောတယ်ဟုတ်လားမနေ့အိယာထ10ပါးနေ့လေ12နာရီညအိယာဝင်ဒီနေ့ကိုပရိပတ်ဘယ်လောက်စိတ်ရမလဲ30စိတ်အဲ့ဒါတမာတိရွှေအိုးမြုပ်တာတဲ့ဘာရွှေအိုးမြုပ်တာတော့အဲ့ဒီတမာတိရွှေအိုးမြုပ်ပြီးဆိုရင်ဘုံကြည့်ပြီပေါ့ကွာဒီမှာတပည့်တော်ဒီနေ့လေကစပါမယ်ဗျာသူကဘုံကကြီးကျင်တာပေါ့ဘူးသိဆိုင်နေလို့မဖြစ်ဘူးနော်တို့တရားနာပရိသတ်တွေလည်းဒီကတရားပေါ်ရပြီးလို့ပြန်သွားရင်အိမ်ကြတော့တရားဟောဓမ္မကတိကလေးရှိတာကွာအိတ်ရှင်ပေါ့ဆိုတော့တန်းပြီးတော့အိတ်မပြစ်လိုက်နဲ့နော်ပရိဘယ်နှပတ်စိတ်လိုက်ရအောင်လို့10ပတ်စိတ်လိုက်
ပရိယမစိတ်တာကြတော့မှုတွေတက်နေတယ်ဒီလိုပွက်ပြလိုက်ဟုတ်ဟုတ်လားပရိယမစိတ်တာကြရင်မှုတက်တတ်တယ်နော်အေးပရိမှုတက်မခံနဲ့စိတ်နေတိုင်းနက်ပြင်ကမနဲ့အိယာထားတော့10ပတ်စိတ်နေ့လေ12နာရီဆိုတော့ကြတော့တနေ့ကိုပရိမဘယ်လောက်တော့အေး30စိတ်ရမှာအဲ့ဒီဦးစင်းကြီးကလည်းစိတ်တယ်နေ့လေ12နာရီဆိုတော့10ပတ်ညအိယာဝင်တော့10ပတ်နောက်တနေ့မနေ့အိယာထားတော့10ပတ်မန္တလေးကဆုံးစောစောခံရတော့6နာရီထိုးသူဆုံးခံပြီအဲ့တော့ तू ကဆွမ်းခံသွားဖို့တပိတ်တော့တင်ကန်းလေးယုံထွက်လာဆရာတော်ကြီးဥယံကုံကဟေးဟိုဦးစင်းကြီးလာတော့မင်းပရိစိတ်ကလားစိတ်ပါဗျာမနေ့ကနေ့လေ10ပတ်ညအိယာဝင်10ပတ်ဒီနေ့မနေ့ခင်အိယာထားတော့10ပတ်စိတ်ခဲ့ပါပြီဗျမနေ့ကငါပြောတာနဲ့ကြမ်းသွားလို့ကနည်းနည်းလေးကြံနေတယ်ဒီမှာအမိန့်ရှိပါဗျခုလိုဆွမ်းခံသွားပြီဆိုရင်မေတ္တာတုတ်ရွတ်သွားတယ်မေတ္တာတုတ်ရရဲ့လားရပါဗျာရရွတ်ပြသန်းရွတ်ပြတယ်သူပြိဿတတိရောမေတ္တာတုတ်ရကြသလားဟာမခိပါပဲလားသူပြိဿလဲနော်အေးမေတ္တာတုတ်မရွတ်ချင်ရင်ကျမ်းပါပါစေချမ်းသာပါစေတွေ့တယ်လူမှန်သမျှလူတွေ့ခွေးတွေ့ကြက်တွေ့ငှက်တွေ့ငှက်ကလေးတွေပဲတွေ့ဘယ်လိုပွားရမလို့ကျမ်းပါပါစေချမ်းသာပါစေဟုတ်လားဟိပြန်ပွားပြလိုက်သမောင်းအေးသားလေးသမီးလေးတွေကိုအမေတို့အဖေတို့ကသားလေးကျမ်းပါပါစေသမီးလေးကြတော့လဲမိမိလေးကျမ်းပါပါစေဒီလိုဆိုရဲမဟုတ်လားအေးအဲ့လိုပဲပွားသွားအနန္တစัจ java လာနေအနန္တတတ္တဝါတွေဘေးရန်ခတ်သိမ်းကင်းငြိမ်ပါစေကြောင်းညာခတ်သိမ်းကင်းငြိမ်ပါစေဆင်းရဲခတ်သိမ်းကင်းငြိမ်ပါစေကိုယ်စိတ်ဝမ်းအေးချမ်းကြပါစေကဲဆိုကြည့်သားမှာအနန္တစัจ java လာနေအနန္တတတ္တဝါတွေဘေးရန်ခတ်သိမ်းကင်းငြိမ်ပါစေကြောင်းညာခတ်သိမ်းကင်းငြိမ်ပါစေဆင်းရဲခတ်သိမ်းကင်းငြိမ်ပါစေကိုယ်စိတ်ဝမ်းအေးချမ်းကြပါစေအဲ့ဒါတမာတိရွှေအိုးမြုပ်တာခေါ်တယ်။ဘာရွှေအိုးမြုပ်တာတော့အေးရွှေအိုးတမာတိရွှေအိုးမြုပ်ကိုရအတွက်ကမ္မထန်40ရှိကမ္မထန်40လုံးလုပ်မနေနဲ့တော့ဒီနှစ်ခုဆိုရင်ဗုဒ္ဓနုတ္တိကမ္မထန်မေတ္တာကမ္မထန်ဘုရားကုံတော်10ပါးပရိစိတ်တာကဗုဒ္ဓနုတ္တိကမ္မထန်ဟုတ်လားဟိမေတ္တာပို့တာကမေတ္တာကမ္မထန်အဲ့ဒီကမ္မထန်နှစ်ခုပွားလိုက်ရင်တမာတိရွှေအိုးပြည့်ရောပေါ့တဲ့ဟုတ်လားဟိအေးအဲ့ဒီကူတော်ကြီးနောက်3-4လလောက်ရှိတော့ဆရာတော်ကြီးကငါတပည့်ကြီးဘယ်လိုများနေတော့ဟဲ့ဆိုသူဆုံးခံပြန်လာမဲ့လမ်းကနေပြီးတော့တပြက်စီလှည့်စောင့်နေတယ်အဲ့ဒီကူတော်ကြီးဆုံးခံပြန်လာတော့ဟေးဟိုကူတော်ကြီးလာပါဦးမင်းတပည့်လှပြသန်းလှပြတပည့်တဝက်ကြော်နေပြီအရင်တော့သူဘယ်လောက်ပဲရတာတော့3လုံးစာလောက်ကလေးရတာအခုကျတော့တပည့်တဝက်ကြော်နေမင်းတော်တော်ဟုတ်နေပါလားကျမဖျားတပည့်တော်ဆရာတော်ပြောတဲ့အတိုင်းဖျားဂုံတော်တနေ့ပရိပတ်30စိတ်မေတ္တာပွားလို့ခုဆွနေရပါပြီဖျားလို့ဟာနေရတာဘောကတပိတ်ကိုမောက်ချန်သွားရမယ်နေရတဲ့စိတ်ဦးဓမ္မစိတ်မှာဖျားတပြီးတော့တက်တက်လုံးစိတ်ပါတယ်အေးမင်းတက်တက်လုံးစိတ်ရင်တက်တက်လုံးချမ်းသာပြီဘောဒီဘဝရင်ဘယ်ကမလဲတတန်တရာလုံးချမ်းသာပြီးတော့နိဗ္ဗာန်ရသည်အထိမင်းလွယ်လွယ်လေးရမယ်လို့အမိန့်ရှိတယ်နော်တို့တရားနာပရိသတ်တွေလည်းတက်တက်လုံးစိတ်ရမှာနော်အေးပြင်းကြလားအေးဒီကပြန်လို့ရှိရင်တတိတွေမှုတက်ရင်ပြန်မှုမတက်စီအောင်ဟဲ့ဆိုပြီးတော့ဒီလိုပွက်တတ်ပြီးတော့စိတ်သဘောပေါက်လားဟေးအေးအဲ့ဒီကိုတော်ကြီးနောက်6လလောက်ရှိတော့တခါခေါ်ပြန်ဟောတဲ့ဆရာတော်ကြီးကလူလာမယ်လမ်းတပြည့်စီလဲပြီးတော့ကြည်နေပြန်လာတော့ဟေးဟိုကိုတော်ကြီးလာပါဦးမင်းတပည့်ကကြည်ကျင်တဲ့တပည့်လှက်ပြဟာမင်းတပည့်မောက်ရှန်နေပါလား6လလောက်ရှိတော့မောက်ရှန်နေပြီတဲ့ဟုတ်လားဟေးအေးအဲ့ဒါဘာတကူတွေတော့သမာဓိရွှေအိုးတကူတွေဟုတ်လားဟေးဘုံကြီးခြင်းဘာလုပ်ရမလို့တမာရိရွှေအိုးမြုပ်ဘုရားကုံတော်ပရိစိတ်မေတ္တာပွားဆိုသမှာအေးဘုရားကုံတော်ပရိစိတ်မေတ္တာပွားအဲ့ဒါဘာလို့တာတော့တမာရိရွှေအိုးမြုပ်တာတဲ့